ဆေးစစ်ချက်အရဆိုရင်ကိုယ်ဦးနှံမှာကချိုချင်ကန်ဆက်ရတာမှန်တယ်မြောက်မခံစားတတ်တဲ့ယောဂရှိတယ်။ကိုယ်ဦးနှံဆိုတာကရမ်းတော်တဲ့ဗျူရိုကရေစီရရှိတီတရကူးဆက်ယောဂတစ်ခုကြောင့်မိမနဲ့ကလေးကိုဆုံးရှုံးခဲ့ရတယ်။အဲ့ဒီအချိန်အစားလို့သူ့ရဲ့ထွက်ပေါက်ကရက်ပြက်လာတယ်။တဖြည်းဖြည်းရဲ့ကြေးကြုံပေါ်ရောက်သွားတယ်။ဒါဆိုရင်ဘယ်သူကကိုယ်ဦးနှံရဲ့ဦးထဲစားထဲပြီးလှုပ်ကြံခဲ့တာလဲ။မောင်ကတော့တစ်ချိန်ကရမ်းတော်ခဲ့စဉ်မနာလိုတဲ့လှုပ်ဖို့ကင်ဖက်တွေကသူလင်းကြနေချိန်မှာလှုပ်ကြံခဲ့တာဖြစ်နိုင်တယ်လို့မောင်ကောက်ချက်ချတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ဂျင်းစီကြေကွဲဝမ်းနေပုံရတာမို့မောင်မေတော့ကိုဦးနှံဂျင်းရှိရဲ့ငယ်ဆရာဖြစ်ကြောင်းပြောပြတယ်။မောင်ကကိုညီပေးတာမို့ဂျင်းရှိကမောင်ကိုစာကေးပလင်းလက်ဆောင်ပေးတယ်။စာကေးပလင်းလည်းမြင်ရောဆေးဖြစ်ဝါဖြစ်မဟုတ်ပဲခွေးဖြစ်နွားဖြစ်စောရတာမှမောင်တယောက်ပြောနေတယ်။ channel ကြီးကတော့မြင်တဲ့အတိုင်းပဲဘန်းခံရတာဖြစ်တဲ့အတွက်ဒီ channel မှာပဲဗီဒီယိုလေးစတင်ပါတော့မယ်ဒီ channel ကိုပဲကြွားခဲ့ဖို့ကြံပေးပါတယ်